ဘာကူလာကိုလဝဘူးတို့ဘာလို့ခေါ်တင်တာလဲမင်္ဂလာပါဂိုးဆာက MM ကြိုဆိုပါတယ် Florian Bass နဲ့ Alexander Isak ဒီကစားသမားနှစ်ယောက်အတွက်ပေါင်တန်း100ကျော်သုံးခဲ့ပြီးတဲ့လဝဘူးတင်ဟာနောက်ထပ်ပေါင်တန်း100တန်းစနေတင်ခေါ်ယူမှုကြီးတစ်ခုကိုထပ်ပြီးပြုလုပ်ဖို့ပြင်ဆင်နေပြန်ပါပြီလဝဘူးရဲ့မျက်စိကျခြင်းခံရသူကတော့ PSG ရဲ့အသက်23နှစ်အရွယ်ပြင်သစ်တောင်ပန်တိုက်စစ်မှု Bradley Barcola ပဲဖြစ်ပါတယ်အန်ဖီမှာမိုဟာမက်ဆလာထွက်ခွာသွားခဲ့ပြီးနောက် EKTK ကလည်းဒဏ်ရာကြောင့်2026 ထန်းနှစ်လုံးနားဖို့ရှိနေပါတယ်။ဒါအပြင်ဂပ်ပိုရဲ့အနာဂတ်ကလည်းရေမရာဖြစ်နေရမှုလဝဘူးအတွက်တိုက်စစ်အားဖြည့်ဖို့အရေးကြီးလိုအပ်နေတာပါ။ဒါဆိုဘာကူလာကလဝဘူးတိုက်စစ်အတွက်ဘာလို့အသင့်တော်ဆုံးဖြစ်နေရတာလဲ။ကိန်းဂဏန်းအချက်လက်တွေရဆိုရင်တော့သူဟာလဝဘူးကနေထွက်ခွာသွားခဲ့တဲ့ Luis Diaz ရဲ့ကစားဟန်နဲ့ရာခိုင်နှုန်း80နေပါအတူတူပဲဖြစ်ပါတယ်။ဒါပေမဲ့ဘာကူလာရဲ့အာတာချက်ကတောင်ဝမ်းမှလည်းမကပဲဘိုးတိုက်စစ်မှုတယောက်လိုပါလှုပ်ရှားတတ်တာပါလွန်ခဲ့တဲ့ရှာဒီက League 1မှာသူဟာတပွဲကိုဂိုးကန်သွဲမှု3.5ချိန်ထိပြုလုပ်ခဲ့ပြီး Goal Area အတွင်းဘောလုံးထိတွေ့မှု8.9ချိန်ထိရှိခဲ့ပါတယ်ဒါဥရောပထိပ်တန်းလိ5ခုရဲ့တောင်ပန်ကစားသမား95ရာခိုင်နှုန်းထက်ပိုပြီးဘိုးရနိုင်ခြင်းမြင်မာတဲ့အခွင့်အရေးတွေကိုရှာဖွေနိုင်ခဲ့တာပါသူဟာမိုးဆာလာလိုဘောလုံးဖန်တီးပေးရတဲ့ဆိုင်တိုင်ဘက်ခံစစ်မှုတွေကိုဓာတ်ရိုက်ထိုးဖောက်ကျော်ဖြတ်ပြီးကိုယ်တိုင်ကိုယ်သွင်းယူရတာကိုပိုကြိုက်တဲ့ကစားသမားမျိုးပါဒါအပြင်လဘဘူးအသင်းရဲ့နီးပြတဲ့အီရာအိုလာလိုချင်တဲ့တိုင်ဘက်ကွင်းတဝက်အတွင်းဖျားပိတ်လူယူမှု high pressing ဘိုင်းမှာလည်းဥရောပအဆင့်9နေရာမှာရှက်တည်နေပါတယ် Florian Bass ကကွင်းလယ်ကနေဘောလုံးဖန်တီးပေးမယ် Alexander Isak ကခံစစ်မှုတွေကိုဆွဲခေါ်ပေးထားချိန်မှာနေရာလုတွေကိုအမြန်နှုံးနဲ့ထိုးဖောက်ဝင်ရောက်ကိုသွင်းမှုဘာကူလာထက်ဖို့တင်တော်တာမရှိတော့ပါဘူးအသက်23နှစ်မှာတင် Champions League ဖလားကြီးကိုနှစ်ချိန်ရထားပြီးဖြစ်တဲ့ဒီပြင်သစ်ကျယ်ပွင့်ကိုလီဗာပူးတို့ PSG ကနေပေါင်တန်း100ကျော်ပေးပြီးပြီးသက်ခေါ်ယူနိုင်မလားသူ့ရဲ့ကစားဟန်ကလီဗာပူးနဲ့အမှန်တကယ်ရောကိုက်ညီရလားဆိုတာမိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာရှင်းပြခဲ့ကြပါဦး